ဟုတ်ပါတယ်အောင်မင်းပါဗျာကျေးဇူးပါဗျာအခုလိုမျိုးမှန်မှန်ကန်ကန်ဖြေရောက်ပြည့်တယ်ပေါ့နော်ကျွန်တော်အခုကောင်လေးဆိုတော့ပြောသွားပါပြီနော်ကောင်လေးဆိုတော့ပြောသွားပါကျွန်တော်တို့သိရှိဟိုဆိုဘိုးရောခင်ဗျာထောင်နဲ့ထည့်နိုင်တယ်ဟုတ်ဗျာဘာဘလို့ပြလို့လဲဘလို့ပြလို့လုပ်ပါအောင်သူ့ဘောသူထောင်နေလို့အောင်မင်းနဲ့ပါတိုင်းလို့ပဲလုပ်ပါအောင်အဲ့တော့ကျွန်တော်စိတ်ဝင်တော့ဗျာဒီကခင်ဗျားကိုကျွန်တော်ပြောချင်တာဒါလို့တမ်းတော့ဟိုရှစ်တဲ့လူဗျာခင်ဗျားလောက်ရတယ်ဒီကခင်ဗျားတော်တော်ကိုးရလူပဲဗျာဟိုဘယ်သူကတက်မလို့ချစ်တာလဲလုပ်ပါအောင်ပြောပါအောင်ခင်ဗျားကိုစောဘိုးထောက်ပြနေရတယ်ခင်ဗျားမကြောက်ဘူးလားဗျာခင်ဗျားပြည်သူလူထုပဲမှာခင်ဗျားပြည်သူလူထုခက်ခဲလို့ထောက်ပြနေတာလေဗျာတမ်းတော်ရဲ့လိုအပ်ချက်တွေကိုထောက်ပြနေတာလေဗျာတမ်းတော်ချစ်လို့တော်တော်ကုန်ကြပဲကျွန်တော်ပြောပြမယ်ကျွန်တော်သူ့နာမည်တော့တက်မပြောချင်ဘူးကြာနော်ကျွန်တော်ပြောပြမယ်အဲ့ဒီလူက line ပေါ်မှာပြောနေရတယ်ကျွန်တော်ကြားတယ်ခင်ဗျားတကယ်အဲ့လူကိုတကယ်ထောက်ခံတယ်တကယ်ကြိုက်တယ်ဆိုရင်သူ့ရဲ့ post တွေကြိုက်တဲ့ post ယူလာခဲ့လိုက်ကြိုက်တဲ့ post ခင်ဗျားကျွန်တော်ကိုထောက်ပြလိုက်အဲ့ဒီ post နဲ့ပတ်သက်ပြီးတော့သူဟာတက်မတော်နဲ့ပြည်သူကိုတကယ်ချစ်မချစ်ကျွန်တော်နဲ့ခင်ဗျားနဲ့ဒီဘိတ်ကြိုက်တဲ့အချိန်လုပ်လို့ရတယ်နော်ခင်ဗျားတယောက်တည်းလည်းမဟုတ်ကြိုက်တဲ့လူဗျာမြန်မာပြည်မှာရှိတဲ့လူအဲ့ဒီဘဲကိုထောက်ခံတဲ့ကောင်ဘဲကောင်မစိုးအဲ့ကောင်ပြောတဲ့ဟာတွေဟာတက်မတော်နဲ့ပြည်သူလူထုကိုအကျိုးပြုပါတယ်အမှန်တကယ်ချစ်တဲ့စိတ်နဲ့ပြောပါတယ်ဆိုတဲ့ post ကိုခင်ဗျားကြိုက်တဲ့ယူလာခဲ့ကျွန်တော်ကြက်တဲ့ဟာကိုလည်းကျွန်တော်ဒါမှမဟုတ်ဘယ်လိုဟောမလဲဟိုနေ့ဒီဘိတ်လုပ်လို့ရတယ်နော်ဒီဘိတ်လုပ်လို့ရကျွန်တော်ပြောပြမယ်ဗျာတက်မတော်ကိုချစ်တယ်ဆိုတာကတက်မတော်ငါနဲ့ကင်တုတ်ချင်တယ်တုတ်နေလို့မရဘူးเนาะကျွန်တော်ပြောချင်တာအဲ့ဒါဆိုလို့ရှိရင်တက်မတော်ဟာရှမ်းမြောက်တစ်ဖွဲ့တည်းမှာရွေးစစ်တိုက်နေတာမဟုတ်เนาะရှမ်းမြောက်မှာဘာကြောင့်မလို့ဒီကောင်တက်မတော်ကောင်လင်းကိုဒီလိုဆဲနေရတယ်ရှမ်းမြောက်မှာဒီကောင်ကမှောင်ခိုလမ်းကြောင်းမှာဒီကောင်မှောင်ခိုကူးနေတဲ့ကောင်လေသူကရှမ်းမြောက်မှာတက်မတော်နိုင်သေးချင်တာမဟုတ်မှောင်ခိုလမ်းကြောင်းပွင့်သေးချင်တာကျွန်တော်လူတယောက်ကိုကျွန်တော်အဲ့လိုမပြောချင်ဘူးကျွန်တော်တို့ကသတင်းဌာနဗျဒီမှာနိုင်ငံတော်အစိုးရမှာ register တင်ပြီးလုပ်ထားတဲ့သတင်းဌာနကျွန်တော်သူ့နာမည်ကိုဘယ်တော့မှလည်းထည့်မပြောဘူးဘယ်တော့မှလည်းထည့်မပြောဘူးခင်ဗျားတို့သိအောင်ပြောပြလိုက်မယ်တကယ်သာသူဟာဟုတ်လားသူပြောလို့သူကစိတ်ကောင်းရှိပါတယ်လို့ဟုတ်လားသူကဘာဖြစ်ပါလို့ညာဖြစ်ပါလို့ဆိုရင်ခင်ဗျားကျွန်တော်ပြောပြမယ်နော်ပြီးခဲ့တဲ့ရက်တုန်းကဆိုလို့ရှိရင်လေဟိုအမျိုးသမီးတယောက်နဲ့ပတ်သက်ပြီးကျွန်တော်ကို line ပေါ်မှာနေမင်းကစားပြောတယ်အဲ့လိုပဲကျွန်တော်ဟိုပါတီယုံဆိုတယ်ပါတီယုံကြီးတစ်ခုတည်းကနေပြီးတော့အဲ့ယုံထဲကကျွန်တော်မထွက်ရင်ပါတီကိုတော့မဲမပေးပါဘူးသူလုပ်ခဲ့တယ်ပြီးတော့ तू ကဒီဘက်မှာကျတော့ပန်းလူသူတွေသူ့လောက်လူတွေကိုချစ်တာတို့ तू ကလူတွေကိုဘယ်လိုတနာတတ်တာတို့เนาะကျွန်တော်လူတယောက်ကိုကျွန်တော်မပြောဘူးဆိုပွင့်လင်းပြောကျွန်တော်တို့ကသတင်းသမားသတင်းမဲလုပ်တတ်တာအဲ့လိုတွေလည်းမပြောတတ်ဘူးဒါပွင့်လင်းပြောပြတယ်မှန်တယ် तू နဲ့ကျွန်တော်လည်းရာပြဖို့စိန်ခေါ်တဲ့အထိကျွန်တော်ရှိတယ်ကျွန်တော်ယောက်ျားလိုပဲကျွန်တော်ရှင်းတယ်စိန်ခေါ်တဲ့အထိအဆင့်အထိကျွန်တော်ရောက်ဘူးရဒါပေမဲ့ तू မိန်းမဘယ်သူဖြစ်တယ် तू မိန်းမဘာဖြစ်တယ်ဟုတ်လား तू ဘယ်လိုဖြစ်တယ်ကျွန်တော်ဘယ်တော့မှမပြောဘူးကျွန်တော်မိန်းမအကြောင်းနေလဲ तू ရှောက်ပြောတယ်မောင်ကောက်ကပေါက်ခဲ့ရတယ်เนาะကျွန်တော်ပြောပြတာကျွန်တော်တို့ကတက်မတော်ကိုချစ်တယ်ဆိုတာတက်မတော်ကိုဝေဖန်တယ်ဆိုတာကလူတိုင်းဟာဝေဖန်တတ်ဖို့လိုတယ်တက်မတော်ကပွင့်လင်းပြောရရင်မတရားသားရည်နဲ့ဖွဲ့စည်းထားတာနော်မတရားသားရည်နဲ့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက်အမှားရှိမှာပဲမှန်တယ်အဲ့ဒီအမှားကိုထောက်ပြတဲ့နေရာမှာထောက်ပြတတ်ဖို့လိုတယ်ဗျနော်အပေါ်တက်ပြီးတော့လူကြီးတွေကိုဆဲတာထောက်ပြတာမဟုတ်ဘူးဗျနော်လူကြီးတွေဒီအချိန်ကပြောရရင်ကျွန်တော်တို့တိုင်းပြည်နဲ့တက်မတော်အတွက်ကပုံမှန်အခြေအနေမဟုတ်ဘူးအရာအားလုံးကိုသူတို့တွေအနေနဲ့ကြိုးစားပန်းကလုပ်နေရတဲ့အချိန်ကျွန်တော်တို့ပြောချင်တာပါလဲဆိုတော့ကြိုက်တဲ့လူထောက်ပြလို့ရတယ်တက်မတော်ကသူ့ကိုလာဖားတာဘယ်ကောင်းမှလည်းဖားမခံဘူးခင်ဗျကြိုက်တဲ့လူဖားကြည့်ပါလားဖားကြည့်ပါလားကျွန်တော်တို့ကြတော့ဘောမတယ်လို့ဖားတယ်လို့ကျွန်တော်ပြောတယ်ကျွန်တော်ဖားတာလည်းဘူးမှမပါဘူးဘောမလည်းမပါဘူးကျွန်တော်တခုတော့ရှိတယ်တချို့ကိစ္စတွေမှာတခြားလူတွေနဲ့အမြင်မတူတာရှိတယ်ကျွန်တော်ပြောချင်တာအမြင်မတူတာချင်းအမြင်မတူချင်းကမတူချင်းပဲနော်အဲ့ဒါဟာဘောမတာမဟုတ်ဘာလို့ကျွန်တော်တို့ကသူတို့နဲ့တချို့လူတွေနဲ့အမြင်မတူဘူးဆိုတာဟာကျွန်တော်တို့ရှိမှသူတို့နဲ့မတူတဲ့အမြင်တွေရှိနေခြင်းပဲကျွန်တော်ပြောချင်တာနော်ကျွန်တော်တို့ပြောချင်တာတက်မတော်ကလက်ရှိအနေအထားမှာသူချက်ကုတ်ချက်ခဲယုံနေရအဲ့ချက်ကုတ်ချက်ခဲယုံကန်နေတာကလည်းဘယ်သူအတွက်မှမဟုတ်တက်မတော်အတွက်လည်းပါတယ်ပြည်သူအတွက်လည်းပါကျွန်တော်ပြောချင်တာကျွန်တော်တို့ရှိမှတခြားနီးတက်မတော်ထောက်ပြလို့ရတဲ့နီးတွေအများကြီးရှိတယ်တခြားပုံစံနဲ့တက်မတော်ထောက်ပြလို့ရတဲ့မှာတွေအများကြီးရှိတယ်တော့ကျွန်တော်ပြောချင်တာကျွန်တော်ပြောမှဒီဘောသူထောင်ဝင်မကလို့သူ့ဘောသူဘာပဲဖြစ်ဖြစ်ကျွန်တော်လည်းမဆိုင်ဘူးကျွန်တော်လူတယောက်ကျွန်တော်အဲ့လိုလဲခေါင်းနဲ့လည်းမထည့်ဘူးဗျသူ့ဘောသူဘာကြီးပဲဖြစ်နေခင်ဗျားပြောမှကျွန်တော်သိတယ်နော်ခင်ဗျားတို့လည်းကျွန်တော်ပြောချင်တာတက်မတော်ချစ်တယ်ဆိုတာတက်မတော်ကိုချစ်တတ်ဖို့လူတယ်အဲ့ဒါကျွန်တော်ပြောတဲ့စကားမဟုတ်ဘိုးကျော်အောင်ဆန်းပြောတဲ့စကားနော်တက်မတော်ကိုချစ်တတ်ဖို့လူတယ်ဆိုတာတစ်ချိန်လုံးကလည်းဘိုးကျော်အောင်ဆန်းလည်းဒီလိုပဲပြောခံရတာပဲနော်ဂျပန်နဲ့ပေါင်းလို့ဆိုပြီးဒီလိုပြောခံရတယ်အင်္ဂလိပ်ကိုအင်္ဂလိပ်နဲ့သွားပေါင်းလို့လွတ်လပ်ရေးအင်္ဂလိပ်နဲ့ပေါင်းပြီးယူလို့ဆိုပြီးဒီလိုပဲအပြောခံခဲ့ရတာပဲကျွန်တော်ပြောတာလက်ရှိတက်မတော်အကြီးအကဲတွေကလည်းသူတို့အပြောခံရလိမ့်မယ်ဒါပေမဲ့တိုင်းပြည်ရေရှည်ကောင်းသားရေးအတွက်သူတို့ပြောရရင်တော့သူတို့တက်ထားတဲ့ပညာနဲ့သူတို့လုပ်ပြီးနေတာကျွန်တော်တို့အဲ့ဒါကိုကျွန်တော်တို့သိရမယ်နော်ကျွန်တော်ပြောချင်တာတစ်ကဘိုးကျော်အောင်ဆန်းလုံးအောင်အင်္ဂလိပ်ကိုတိုက်တယ်ဂျပန်ကိုတိုက်တယ်ဒါပေမဲ့သူဂျပန်နဲ့လည်းပေါင်းတယ်အင်္ဂလိပ်နဲ့လည်းပေါင်းတယ်တစ်ကတိုင်းပြည်လွတ်လပ်ရေးရဖို့အဓိကပဲအခုလက်ရှိတက်မတော်အကြီးအကဲတွေဆိုတာလေ
ဟုတ်လားဒီ MNDAA နဲ့ညှိတယ်လာရှိုးဟုတ်လားဒီတစ်ချက်မပေါ့ပဲပြန်ယူတယ်ဟိုအေးဆိုလို့ရှိရင်လည်းဒီလိုပဲအေးရဖိလာတယ်သူပြန်လျှော့ပေးလိုက်တယ်ဒီဘက်မှာဒီနေရာလည်းသူမရပုံနဲ့တီးနဲ့ရအောင်ယူမယ်သူတို့ရှိမှအနိမတ်ကြီးမဲ့ချက်ကမြန်မာနိုင်ငံဒီမိုကရေစီရောက်ရမယ်မြန်မာလူမျိုးတွေဟာခွင့်မျိုးတိုးတက်ရမယ်ဒီလက်ရှိနိုင်ငံတော်အကြီးအကဲရဲ့စိတ်ထဲမှာဒါပဲရှိတယ်လို့ကျွန်တော်အနေနဲ့သုံးသပ်တယ်အဲ့ဒီအတွက်ကိုကျွန်တော်ရဲ့စန့်ကျင်ဘက်ကသုံးသပ်ချင်သုံးသပ်လို့ရတယ်ဒါပေမဲ့တခုတော့ရှိတယ်ဟုတ်လားကျွန်တော်နမတွေအမတွေဟုတ်လားထားပါကျွန်တော်မိဘတွေကျွန်တော်ရဲ့မိန်းမတွေနောက်ကျွန်တော်နေထိုင်တဲ့နေရာတွေပြောပြီးတော့ဝေဖန်ကြမလို့လေနော်နောက်ပြီးတော့တက်မတော်အကြီးအကဲတွေကိုလည်းငါနဲ့ဆဲပြီးဝေဖန်ကြမလို့ခင်ဗျားမဝေဖန်တဲ့ရင်ခင်ဗျားတို့လူကိုပြောမဝေဖန်နဲ့လို့ပြောမဝေဖန်တဲ့ရင်မဝေဖန်နဲ့လို့ပြောကျွန်တော်တို့ကအဲ့လိုပြောတာမဝေဖန်တဲ့ရင်မဝေဖန်နဲ့လို့ပြောတာမှန်တယ်သူတို့နဲ့ကျွန်တော်တို့ကြားမှာသဘောထားကွဲလွဲမှုကျွန်တော်လက်ခံတယ်ငါနဲ့ကြိုင်လို့တော့ကျွန်တော်လက်မခံငါနဲ့ကြိုင်လို့တော့လက်မခံဘူးခင်ဗျာကျွန်တော်ပြောပြမယ်အဝေးကြီးမပြောနဲ့နိုင်ငံတော်မှာရှိတဲ့တက်မတော်အကြီးအကဲတွေဆိုတာဟာလားအဲ့ပခုံးကအပွင့်တွေကနော်လမ်းမရက်ဝယ်လာတာမဟုတ်ဘူးဗျသူတို့ပေါ့သူတို့လားဘိုးကြီးဘိုးမှုတို့အစစ်စင့်ကဲတာဝန်ထမ်းဆောင်ပြီးတော့မှနော်နောက်ဆုံးရိုင်းရင်ပြောရင်မသေးလို့ဒီနေရာကိုရောက်လာကြတယ်ခင်ဗျာအဲ့လိုလူမျိုးဆဲဝင်ပြောတယ်ခင်ဗျာအိမ်ဘေးကမိန်းမကြီးကိုနာမည်တက်ပြီးရင်ဆဲကြည့်လိုက်အောင်ခင်ဗျာဘလို့အပြစ်ဒဏ်ခံရမလဲဆိုနော်ကျွန်တော်တို့ကပွင့်နေပြီးတော့မှန်တယ်တက်မတော်အကြီးအကဲတွေကိုဒီလောက်စော်ကားနေလူမဖမ်းတဲ့အတွက်တော့ကျွန်တော်တို့အနေနဲ့အဲ့တုန်းကတော့တကယ်ကိုအားမလို့အားမရဖြစ်ခဲ့တယ်ဖမ်းလိုက်ပြီးတော့ဖမ်းပေါ့ဗျာဘာဖြစ်လဲဗျာသူ့အောင်ခံပေါ့ဗျာသူလို့သူခံရတာဘူးမှလာလို့တာမဟုတ်ဒါပဲဗျာကျွန်တော်ပြောချင်တာခင်ဗျာအဲ့တော့ကျွန်တော်ပြောချင်တာခင်ဗျာကြိုက်တဲ့ debate လုပ်လို့ရတယ်ခင်ဗျာတို့ကြိုက်ပါဆိုတဲ့လူရဲ့ကြိုက်တဲ့ post ကိုယူလာခဲ့နော်ကျွန်တော်ထောက်ပြမယ်ခင်ဗျားတို့မှန်တယ်လို့ကျွန်တော်ထောက်ပြကျွန်တော်ကအဲ့မှာဒီဟာမှားတယ်လို့ကျွန်တော်ထောက်ပြမယ်ကြိုက်တဲ့လူလာခဲ့ဗျာဒါပဲတော်ပြီ